လို့ပဲအဆောင်ပိုင်ရှင်အောင်နှစ်လောက်ပေါင်ဆုံးအဆောင်ပိုင်ရှင်နှစ်လင်ကြအဲ့တောင်းတော့ငါတောင်းကြလို့တောင်းနေထင်နေလားနင်တို့လေအဆောင်ပိုင်ရှင်ကတောင်းခိုင်းလို့တောင်းနေရတာဟဲ့အမလေးအိုကြီးအောင်မနှစ်ဘူးပြောင်းနေပဲရှူဟဲ့ငါလည်းဖြစ်เสียလားအော်မနင်မကျင်းတဲ့တိုင်းကျင်းတဲ့တိုင်းအဲ့လေနဲ့တော့သွားရှင်းနေဆောင်ပါလေပတ်ဆောင်ပေးပြီးနေနေတာအလကားတက်နေတာမဟုတ်ဘူးဟုတ်တယ်ဟုတ်ပါတောင်းတကောင်မှနေဆောင်တခုရရှိရမဟုတ်ပတ်သက်ရှင်းကြိုက်တဲ့နေရာမှာတက်ပြီးတော့နေလို့ရသိလားလူပါတော့လာမွားနဲ့ကောင်မကြိုက်တယ်အစိုးရကလည်းတော့ပြောပြီးသားပဲမနေချင်းတိုးလို့ဘာလို့လေကုန်ထပ်ပြီးဆက်ပြောနေပြီလေကောင်မနဲ့လက်မပါနဲ့လက်မပါနဲ့တော့လက်ပါတော့လူမဲအထာထားတယ်မင်းပြင်ကအထာထားတယ်မင်းကငါသားလေးမျိုးချစ်လို့ငါနောက်ဆုံးပြောခဲ့တယ်လူဆိုတာအထာထားတယ်ပြောကြည့်လားအထာထားတယ်အေးမှတ်ထား